Angel Tech မှာကြိုဆိုပါတယ်ဒီနေ့မှာတော့အိမ်မှာ Wi-Fi CCTV တက်တော့မလားမဝဲခင်ဒါလီဒီတိခါဖို့လိုပါမယ်ဒီနေ့ခေတ်မှာကျိုးတွေရှုပ်နေတဲ့ CCTV စနစ်ကြီးတွေအစားဖုန်းတစ်လုံးရှိုံနဲ့အလွယ်တကူကြည့်လို့ရတဲ့ Wi-Fi camera Smart camera တွေကတကယ်ကိုခေတ်စားနေပါတယ်ဒါပေမဲ့ဈေးပေါ်တာတဲ့ဆိုပြီးစိုးဝယ်လိုက်ရင်နောက်မှနောင်တရတတ်လို့အရေးကြီးတဲ့အချက်၅ချက်ကိုညှောက်ပေးလိုက်ပါတယ်နံပါတ်1ကျိုးမဲဆိုပေမဲ့မီးကျိုးတော့လိုတယ်နော်အများစုအထင်မှားနေတာက Wi-Fi camera ဆိုတာကျိုးလုံးဝမလိုဘူးထင်ကြတာပါတကယ်တော့ internet တော့ပဲကျိုးမလိုတာပါကင်မရာအလုပ်လုပ်ဖို့ပါဝါမီးကျိုးတော့ပလက်ထိုးပေးရပါတယ်ဒါကြောင့်ပလက်ပေါက်နဲ့နီးတဲ့နေရာမှာတက်ဆင်ဖို့စဉ်းစားထားပါနော်နံပါတ်2အိမ်က Wi-Fi အမြန်နှုန်းကအတက်ပဲကင်မရာကရုပ်ထွက်ဘလောက်ကြည့်အိမ်က Wi-Fi လိုင်းမကောင်းရင်တော့ဖုန်းထဲမှာကြည့်တဲ့အခါထင်နေပါလိမ့်မယ် Wi-Fi set router နဲ့ကင်မရာကြားမှာနိုင်ရန်တွေအထက်ခံနေရင် connection ကျတတ်ပါလေတကယ်လို့ line သိမ့်မမီရင် Wi-Fi extender line မြင့်ဆက်လေးတွေတွဲသုံးတင်ပါတယ်နံပါတ်3အဝေးကနေလှမ်းစကားဖြိုးလို့ရတာသိပြီလားအခုခေတ် Wi-Fi camera တော်တော်များမှာ two-way audio ပါပါတယ်အိမ်မှာခလေးပဲကြံခဲ့လားအိမ်ဖော်နဲ့စကားပြောမလားဒါမှမဟုတ် channel လူဆိုင်ဝင်လာရင်လိုင်းဟော်မလားဖုန်းထဲကနေပြောလိုက်ယူနဲ့ကင်မရာစီကအတန်းထွက်လာမှာပါနံပါတ်4 AI စနစ်ကတခိုးကူ6လန်ပေးတယ်ဈေးကွက်ထဲက EMU, eSwiss ဒါဟူဝါစတဲ့ brand ကောင်းတွေမှာလူလာရင်ဖုန်းထဲကို notification ချက်ချင်းပို့ပေးတဲ့အပြင်ကင်မရာကနေမီးရောင်လက်တာဦးဆောင်ဆွဲတာအလာမီတာဟေးတခိုးမင်းကဖမ်းမယ်ဟေ့ဆိုပြီးအတန်သွင်းထားအချက်ပြ active deterrence လိုမျိုးတွေအထိလုပ်ပေးနိုင်လို့တခိုးတောင်လှန့်ပေးရမှာပါနံပါတ်5မကျန်းကိုပဲမှာသိမ့်မလဲ memory card နဲ့သိမ့်မလား cloud ပေါ်မှာသိမ့်မလား micro SD card တခါဝယ်ပြီးရင်ထပ်ပေးစရာမလိုဘူးဒါပေမဲ့ကင်မရာပါအခိုးခံရရင်မတန်းပါသွားနိုင်တယ် cloud လာစင်ကျေးပေးရပြီးမဲ့ကင်မရာပြက်အခိုးခံရအင်တာနက်ပေါ်မှာမတန်ကြံနေမယ်ငကုံးချုပ်အနေနဲ့ပြောရရင် Wi-Fi ကင်မရာဝယ်မယ်ဆိုရင် application ကောင်းရှိပြီး security စိတ်ချရတဲ့ brand ကိုပဲရွေးချယ်ဖို့နဲ့လုံခြုံရေးအတာတတ်တာဖြစ်လို့ဈေးအပေါ်ဆုံးထက်စိတ်ချရဆုံးကိုရွေးတာကပိုပြီးတွက်ချေကြွယ်ပါတယ်နောက်အပိုင်းမှာတော့မြန်မာမှာလက်ရှိခေတ်စားနေတဲ့လူကြိုက်များ Wi-Fi CCTV brand နှင့်လေးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် CCTV နဲ့ပတ်သက်ပြီးဘာတွေထပ်ပြီးသိချင်သေးလဲMan မှာမေးခဲလို့ရပါတယ်ဗျာ Angel Tech Channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးပါအောင်ဗျာကြည့်ရှုအားပေးသူတိုင်းကျေးဇူးများကြီးခင်ပါတယ်ဗျာ